Okay အားလုံးပဲမင်္ဂလာပါတဘာမှနေပြီးကြိုဆိုလိုက်ပါတယ်အရင်တစ်ပိုင်းတော့ကဖုန်းကောင်ဖြစ်သွားတဲ့ခန္ဓာကြီးတယောက်ဘာသာအရသာမရှိတော့ပါဘူးဆရာဝန်ကိုမေးကြည့်တော့လေအဲ့ဒါစိတ်နဲ့ဆိုင်တာနေပါကြီးကြရတော့တော်တော်လေးပြင်းလို့နေပါပါလို့ဆရာဝန်ကပြောလိုက်ပါတယ်ခန္ဓာကြီးတယောက်ဆေးရုံကဆင်းတော့ထာခါဆူကြီးနဲ့အဖြစ်အပျက်တွေကိုဘာမှမမီတော့ပါဘူးခန္ဓာကြီးတယောက်တကားလာကိုင်မှာချိန်ထားတဲ့သူငယ်ချင်းဟီဂျေလာပေးထားတဲ့လက်ဆောင်ကိုတွေးတော့ UV အိမ်ထဲကိုဝင်လာခဲ့ပါတယ်ခန္ဓာကြီးတယောက်ပင်ပန်းရနဲ့အိမ်ထဲမှာအိမ်နေလိုက်ပါတယ်သူပြန်နိုးလာတော့ TV မှာဖိုးစုပ်ဖိုးကောင်းနေအကြောင်းပြောပြနေပါတယ်ဖိုးကောင်းနေကနည်းနည်းလေးစားလိုက်တာနဲ့2လလောက်အသက်ရှင်နိုင်ပါတယ်နောက်တစ်ခုကဖိုးကောင်းနေကလူသားတွေလို့မစားတော့နိုင်ပါဘူးသူတို့ရှာကလူသားတွေနဲ့ကွာခြားတယ်သူတို့လူတွေအစားကိုစားရင်အရသာကအယံကိုစိုးရတယ်ဆိုပြီးပြောတော့ခန္ဓာကြီးတယောက်အစားတွေကိုတစ်ခုပြီးတစ်ခုစားကြည့်နေပြီးတော့သူ့အတွက်အယံကိုစိုးရနေခဲ့ပါတယ်ခန္ဓာကြီးတယောက်သူ့တငယ်ချင်းဟီဂျေလာပို့ထားတဲ့အတန်မက်ဆေ့လေးကိုနားထောင်နေရကိုတွေ့ရမှာပါအင်းအပြင်ထွက်ပြီးနားရှောင်းနေတော့မှပဲလူတွေကိုမြင်တော့သူ့စိတ်တွေကိုထိန်းချုပ်လို့မရဘူးဖြစ်နေရကိုတွေ့ရမှာပါလမ်းကြားတဲ့လမ်းလျှောက်နေတော့မှအနံတစ်ခုကိုရရကြောင်းအဲ့ဒီအနံနောက်ကိုလိုက်တော့ဖိုးကောင်တကောင်အစားနေရကိုတွေ့ရမှာပါဖိုးကောင်ကနေပြီးတော့ငါနာမည်ကခါစုကိုဖိုးကောင်ဖြစ်နေရကြပြီအဲ့ဒီအချိန်ပဲဒူတယောက်ကတက်ပြလိုက်ပါတယ်သူ့နာမည်ကတော့နီရှိကာပဲဖြစ်ပါတယ်အဲ့လိုနဲ့ခန္ဓာကြီးလည်းဘေးကိုညှစ်ပြီးတက်မလို့လုံးနေတော့မှပဲကောင်မလေးတယောက်ရောက်လာပြီးတော့ဒါဘသူပိုင်ရလဲဆိုတာသိလားနီရှိကာငါတို့အန်ထိုင်ကူတို့ရဲ့ပိုင်နဲ့ပဲဒါအရင်တော့ငါပိုင်လိုက်ပဲဆိုပြီးသူတို့အဆောက်တိုက်ပါတော့တယ်နီရှိကာကိုနေရာအနဲ့ရှော့ပေးလိုက်ပါတယ်အားရခါဒီဆက်ပူကြမ်းပြီးကြမလားလို့ပြောတော့နီရှိကာတယောက်ထပ်ပြေးသွားပါတယ်ခန္ဓာကြီးကိုလိုချင်တယ်မလားလို့ပြောပြီးခန္ဓာကြီးတယောက်သူ့စိတ်ကိုမနေထိချုပ်ထားပါတယ်နင်ကထာခါစုကြီးနဲ့အတူရှိနေတဲ့သူမလားနင်ဘာလို့အစားမခံရလဲလို့ပြောတော့ခန္ဓာကြီးတယောက်ကနေပြီးကျွန်တော်ကိုကဲပါကြီးပြုပြီးကျွန်တော်ကိုကဲပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ကောင်မလေးကနေပြီးတော့ဖော်ကောင်လေးကတဖူးကိုယူပြီးပါဇက်တွေကိုထိုးပေးလိုက်ပါတယ်ဒီအပိုင်းလေးကတော့ဒီလောက်ပါပဲခင်ဗျအားလုံးပဲ peace ပါ